Hello အားလုံးပဲမင်္ဂလာပါခင်ဗျာ Tote YouTube Channel လေးကနေပြန်လည်ကြိုဆိုပါရစေ။နေ့ဒီဗီဒီယိုလေးကတော့ Final Cut Pro မှာပါတဲ့ Masking 5ခုရဲ့အခြေခံသဘောတရားကိုပြောပြပေးမှာပဲဖြစ်ပါတယ်ခင်ဗျာ။ကဲကျွန်တော်နဲ့တူကြည့်လိုက်ကြအောင်။မစခင်မှာ Masking ဆိုတာပါလေ။နားလည်လွယ်အောင်ပြောရရင် Masking ဆိုတာဗီဒီယိုတစ်ပုတ်ရဲ့အစိပ်ပိုင်းတွေကိုပေါ်ချင်တာဖြောက်ချင်တာလုပ်ချင် Masking ကိုသုံးကြပါတယ်။ဒါပြင်effect transition color grading တွေမှာ masking တွေကိုသုံးတတ်မှ advanced editing ကိုလုပ်နိုင်မှာပဲဖြစ်ပါတယ်။ဒါကြောင့် masking တွေရဲ့အခြေခံသဘောတရားကိုနားလည်ထားဖို့လိုပါတယ်ခင်ဗျ။ masking တွေကိုရှင်းရှင်းလင်းမြင်သာအောင်ဥပမာတစ်ခုပြရရင် paper clip နဲ့ mounting clip တွေကိုထပ်ထားမယ်။ဒီနေရာမှာ masking လုံးမဲ့ clip ကိုအပေါ်မှာထားမယ်။ပြီးရင် effect ထဲကိုသွားမယ်။ mask ကီးရင်တွေက shape map ကိုရွေးမယ်။ပြီးတော့နဲ့ဒီ paper clip ထဲကိုshape map ကိုဆွတ်ထည့်မယ် shape map လေးထည့်ပြီး adjust လုပ်မယ် paper clip လေးကိုဖောက်ပြီးတော့ mounting clip လေးကိုမြင်ချင်တာမို့ impact ကိုပြောင်းမယ် curvature ဆိုတဲ့ rounded corner လေးကိုလည်းညှိလို့ရတယ် opacity ကစားလို့ရတယ် header ဆိုတဲ့အစွန်ပေးနားလေးတွေဘလားဖြစ်တာကိုအထိုးလျှော့လုပ်လို့ရတယ် pop out ဆိုတဲ့ header shaping ကိုလည်း adjust လုပ်လို့ရတယ်ဒါဆိုရင် shape map ရဲ့သဘောတရားကိုနားလည်သဘောပေါက်လို့ထင်ပါတယ်ခင်ဗျနောက်တစ်ခုက corner mask ဒီတစ်ခုကလည်း shape map နဲ့အတူတူပါပဲ corner ပါတဲ့ object တွေကို masking လုပ်တဲ့အခါဒီ corner mask ကိုသုံးကြပါတယ်ဒီ foreground မှာ TV clip နဲ့ background မှာရှောင်းကလေးလေးရှိမယ်ဒီ TV ကို corner mask သုံးပြီးတော့အောက်ကရှုံကလေးလေး TV ထဲမှာပေါ်နေသလိုလုပ်မယ်ဒီလိုလုပ်ချင်တဲ့အခါ TV ဖြစ်တာမို့ corner mask ကိုသုံးမယ် impact ကိုနေမယ် corner ကို adjust လုပ်မယ်ရှုံဗီဒီယိုကနည်းနည်းကြီးနေတဲ့အတွက်ကြောင့်မို့ transponder ကိုသွားပြီးတော့သူ့ရဲ့ scale ကိုပေးပေးမယ်ကဲဒါဆိုရင် corner mask သုံးပြီးတော့ TV ထဲမှာရှုံလေးပေါ်နေမှာဖြစ်ပါတယ်ခင်ဗျာနောက်တစ်ခုကတော့ image mask ပါ background clip မှာစာသား clip နဲ့ foreground clip မှာဒီ video clip လေးရှိပါမယ်အဖက်ထဲကိုသွားပြီးတော့ image mask ကိုဆွဲထည့်မယ် source ကို background clip မှာရှိတဲ့စာသားကိုရွေးမယ် source channel မှာ alpha ဆိုတဲ့ transparent လေးကိုရွေးထားဖို့လိုပါတယ်ဒါဆိုစာသားထဲမှာပဲ masking လုပ်ထားတဲ့ video လေးကပေါ်လာမှာပဲဖြစ်ပါတယ်ခင်ဗျနောက်တစ်ခုက graduated mask ဒီနေရာမှာ graduated mask ဆိုတာက shape map အမျိုးအစားတစ်ခုပါပဲ smooth transition လုပ်တဲ့အချိန်မျိုးမှာအသုံးပြုကြပါတယ်ဥပမာဒီတက်ပုတ်ဆရာကဘယ်ကိုရနေလဲဆိုတာကိုမြင်သာအောင်ပြချင်တယ်ဆိုရင် graduated mask ကိုသုံးပြုလို့ရပါတယ်အပေါ်ကအရှိတကွန် clip ထက်ကို graduated mask ကိုဆွဲထည့်မယ်ဒီ ML လေးက graduated mask ရဲ့ center ဖြစ်ပြီးတော့ဒီ ML ကတော့ target လေးဖြစ်ပါတယ် center နဲ့ target လေးကိုနည်းနည်းညှိပေးမယ် target နဲ့ center နီးလေးလေး gradient transition ကပြတ်တောက်ဖြစ်လေးပါပဲတကယ်လို့ target နဲ့ center ဝေးလေးလေး gradient transition လေးက smooth ဖြစ်လေးပါပဲရေကွန် clip လေးကိုနည်းနည်းသေးနေတဲ့အတွက်ကြောင့်မို့ transformer ကိုသွားပြီးတော့သူ့ရဲ့ skill လေးကိုနည်းနည်းကြည့်ပေးမယ်ဒီ cameraman ကရေတကွန်ကိုအဝေးကနေလှမ်းရနေတဲ့ဆိုတာလေးကိုပေါ်လွင်အောင် opacity လေးကို server မှာကစားကြည့်မယ် suffering ကို 0 opacity ထားမယ်ဒီလောက်မှာ opacity တရားပြန်ထားမယ်ကဲဒါဆိုရင်ဒီတကွန်လေးကတဖြည်းဖြည်းနဲ့ပေါ်လာမှာပဲဖြစ်ပါတယ် opacity ရဲ့ key frame တွေကိုကြည့်ဖို့ backlight နဲ့ပြီး show video animation ကိုနှိပ်မယ်ပြီးတော့ရေတကွန်ကတဖြည်းဖြည်းနဲ့အကုန်ပေါ်လာတာဖြစ်အောင် graduated master က target နဲ့ center ကို key frame တွေပေးကစားမယ် opacity ရဲ့နောက်ဆုံး key frame တွေစပေးမယ်ဒီနားလောက်မှာနောက်ဆုံး key frame လေးပေးမယ်cameraman ကတဖြည်းဖြည်းပြောက်ပြီးတော့ရေကွန်လေးပေါ်လာပြီးဖြစ်ပါတယ်ဒါဆို graduated mask ရဲ့သဘောတရားကိုနားလည်ပြီးလို့ထင်ပါတယ်ခင်ဗျနောက်တစ်ခုက vignette mask vignette mask ဆိုတာက open shape mask လေးဖြစ်ပါတယ်ဘယ်ဥပုံစံ mask လေးပါခုကို focus ထားပြခြင်းတဲ့အခါမျိုးမှာအသုံးပြုကြပါတယ်ဒီ photographer လေးကိုအလေးနဲ့ focus ထားပြခြင်းတဲ့အခါမှာ vignette mask လေးကိုဆွဲထည့်မယ်ရွေးစားချင်းလို့ရပါတယ် for ဆိုတာကဒီ mask ရဲ့ဘေးပေါင်စော့နက်လေးဖြစ်ပါတယ်ဒီနည်းအားဖြင့်ဗလာအမောက်ကိုပြောတာပါဒါဆိုရင် vignette mask တွေကိုသုံးနေပြီလို့ထင်ပါတယ်ခင်ဗျ
ကဲဒါဆိုရင်ကျွန်တော်ဒီနေ့ပြောခဲ့တဲ့ shape mask corner mask image mask graduated mask pinion mask ဒီမှာ၅မျိုးကိုနားလည်သဘောပြီးလို့ယုံကြည်ပါတယ်ခင်ဗျာမရှင်းတာသိချင်တာရှင်းတယ် comment box မှာပြပြနာပါတယ်နောက်ထပ်ဗီဒီယိုတွေအတွက်လည်းကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်ပေးကြပါဦးခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ